ကဲတန်တန်လေးတွေရမယ်ဗျာတန်တန်လေးတွေအားလေးတွေပါမလဲဒီထဲမှာ iPhone လေးတွေရော Android လေးတွေရောဒီတန်တန်လေးတွေနဲ့ဒီနေ့ရောင်းပေးမှာပါဒီနေ့ဒိတ်ကလေးက29ရက်တလပိုင်း2026ဖြစ်ပါတယ်အဲကျွန်တော်ဆိုင်သုံးတဲ့ဖုန်းလေးက413838ဒီတစ်လုံးပဲသုံးပါတယ်ဖုန်းကြီးရဲ့အသေးစိတ်လေးတွေကိုသိရှိခြင်းနဲ့ဆိုရင်ဖုန်းဆက်ပဲမေးပါ Viber တို့ပါလို့ကျွန်တော်မသုံးပါဘူးဗျခဲ့ဗျဒီဖုန်းလေးကတော့3သိန်းနဲ့8000နဲ့ရပါမယ်ဗျ Oppo လေးပါဗျဒီကောင်လေးက Infinix Hot 40i လေးက3သိန်း5000နဲ့ရပါမယ်ခင်ဗျကဲဘာလေးတွေပါမလဲတစ်လုံးချင်းနေဦးဗျပြောမယ်ဗျဒီဗီဘူလေးကတော့ S8 လေးပါမှန်ကုန်းလေးနဲ့ပါ9သိန်းခွဲနဲ့ရပါမယ်ဗျာဒီဖုန်းလေးကဘာလေးလဲဆိုတော့ဒီဖုန်းလေးက Note 73 Pro လေးပါဗျမှန်လက်ပွေလေးနဲ့ပါဒီကောင်လေးကကြတော့8128လုံးလေးပါဗျ4,8000နဲ့ရပါမယ်ဗျာကြည့်လိုက်ပါအဲ့မှာကြည့်လိုက်ပါ Huawei လေးဗျဒီဟာလေးက Huawei လေး Mate 30လေးဗျ4သိန်းခွဲနဲ့ရပါမယ်ဗျ4သိန်းခွဲဒီဟာလေးက Honor Magic 3 Pro Plus လေးက9သိန်းခွဲနဲ့ရပါမယ်ခင်ဗျအဲ့ဒါမှန်ကုန်မှန်လက်ပွေလေးနဲ့ပါဗျအားလေးဒီပါအောင်မလဲပြပေးပါမယ်ဗျ iPhone လေးပါမယ်ဗျ iPhone 11လေးက official အလုံးလေးဗျ reset ချလို့ရမယ်ဗျ Face ထူတော့အကုန်ကောင်းပါတယ်ဗျဒီကောင်လေးက4သိန်းခွဲနဲ့ရပါမယ်ဗျဒီကောင်လေးက Civic 2လေးဗျဒီကောင်လေးက4,6000နဲ့ရပါမယ်ဗျမှန်ကုန်မှန်လက်ပွေလေးနဲ့ off fine ဗျနောက်ဖုန်းလေးဒီမှာတီတီလေးအရာလေးပါတယ်ဗျ4,6000ကဲဟောဒီမှာ iPhone 12လေး official လုံးလေး6သိန်းနဲ့ရပါမယ်ခင်ဗျ ID ရှင်းမယ် reset ချလို့ရမယ် Face 2တော့အားလုံးကောင်းပါပဲဗျဖုန်းအားလုံးကအာမခံ6လပါပါတယ်ဗျCivic 3လေးဗျာဒီမှာကြီးချောမှာချောလှမှာလှတော့ Iron 12လေးနဲ့2x6 လေးနဲ့ရမယ်ဈေးလေးက6သိန်းခွဲနဲ့ရပါမယ်ဗျတန်တန်လေးတွေပဲရောင်းပေးတာဖြစ်ပါတယ်အာမခံလည်း6လပါပါတယ်ဗျပြီးကြလို့ရှိရင်ဘာပါအောင်မလဲဒီမှာ itel S25 အထွာလေးမှန်ကုန်မှလည်းပွေလေးနဲ့4,6000နဲ့ရပါမယ်ဗျ82 ဈေးလေးနဲ့သုံးရပါမယ်ဗျဒီ Civic 2လေးက5သိန်းအတီးနဲ့ရပါမယ်ဗျ82 ဈေးလေးပါ Aussie Obat လေး Off Fine 6လအာမခံလေးနဲ့ပါဗျာ Nova 14 Battery Health 100နဲ့ Aussie ဒီကောင်လေးက6သိန်းခွဲနဲ့ရပါမယ်ဗျဒီကောင်ကတော့ Huawei ID လေးတော့ပါတယ်ဗျဒီတိုင်းသုံးလို့ရတယ်ဗျSamsung A12 လေးဗျဒီမှာနော်Samsung A12 လေး RAM 6128GB ကလေး Aussie Obat လေး All Fine မှန်လေး PC အောက်ခြေလေးမှာတီးတီးလေးအရာလေး100ပါတယ်ဗျကွဲရာလေးဈေးနှုန်းလေးက3,3000နဲ့ရပါမယ်ဗျာ3,3000ဒီက iPhone 12 Pro လေးကတော့all fine လေးပဲ9သိန်းနဲ့ဒီညီလေးယူပါပြီဒါဆိုအောင်ပေါ့ဒါဘူးစုံလေးတွေဗျဘူးစုံလေးတွေက Camon 30S Pro လေးကောင်လေးဆိုရင်6သိန်းတီနေရပါမယ်ဗျာ GT လေးကတော့ GT လေးကဘူးပစ္စည်းစုံလေးလုံးဝအတက်တန်းချောလေးဘူးကို10သိန်းခွဲနဲ့ရပါမယ်ဗျာ GT ဆိုတော့ Honor GT က share လုံးကြီးပါကောင်းပါနဲ့ဒီကောင်လေးကလဲရမထင်တဲ့အလုံးလေး030လေးကဘူးပစ္စည်းအစုံအာမခံ6လနဲ့မှန်ကုန်မှလက်ပွေလေးနဲ့ကောင်လေးက9သိန်းနဲ့ရပါမယ်ဗျကဲဒီကောင်82/6နဲ့ဒီကောင် Honor A7B လေး82/6နဲ့ဒီကောင်လေးက4သိန်းခွဲနဲ့ရပါမယ်ဗျ4သိန်းခွဲဘူးပစ္စည်းအစုံကျိုးတွေရောပါတယ်အကုန်ပါတယ် itel S23 2,2000နဲ့ရပါမယ်ခင်ဗျဘူးပစ္စည်းအစုံ Aussie Obat လေး All Fine လေးတွေပါဗျတလုံးချင်းစီရဲ့ဖုန်းအသေးစိတ်လေးတွေကိုသိရှိရအောင်ဖုန်းဆက်မေးမြန်းလို့လည်းရပါတယ်ဗျViber တို့ဘာတို့မတက်ပါဘူးချက်ပေါက်တွေမတက်ပါဘူးเนาะ
ကိစ္စဝိစ္စစိတ်ဝင်စားတာလေးရှိရင်ဖုန်းလေးပဲတစ်ချက်ဆက်သွယ်ပြီးတော့မေးမြန်းပြီးတော့ဝယ်ယူရရှိနိုင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ဝယ်မယ်ဆိုရင်ရန်ကုန်လဲရန်ကမာဦးမြို့နယ်ဆိုင်းငိန်2ရပ်ကွက်ဆိုင်းငိန်9လက်အမှတ်44ကျိုင်းလေးမိုဘိုင်းမှာရရှိနိုင်ပါတယ်ခင်ဗျာတခြားသောဖုန်းတွေလည်းရှိပါတယ်ခင်ဗျာရောင်းနေတာပဲဖြစ်ဖြစ်ဝယ်နေတာပဲဖြစ်ဖြစ်အားလုံးပြည့်စုံစွာရရှိနိုင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ကျမ်းမှာချမ်းသာကြပါစေခင်ဗျာ